ကမ်ဘောဒီးယားတွေတော့အံ့အားသင့်သွားခဲ့ရတယ်။မလေးရှားရောက်မြန်မာပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။အခုမြင်တွေ့နေရတဲ့လူပင်လယ်ကြီးနဲ့စက်သိန်းထောက်ကြအောင်ဟစ်အားပေးတဲ့တွေဟာကမ္ဘာကျော်ဖျော်ဖြေပွဲတစ်ခုခုမဟုတ်ပါဘူး။ဒါဟာမလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ချင်းတိုင်းရင်းသားကမ္ဘာ UFC ဖိုက်တာဂျော်ဂျူအာဘန်နဲ့မီယန်ဂရီပွဲပဲဖြစ်ပါတယ်။ကမ်ဘောဒီးယားတွေတော့အံ့အားသင့်သွားလာအောင်မလေးရှားရောက်ရွှေမြန်မာတွေတောင်းနေချေပြီးတခဲနဲ့လာရောက်အားပေးခဲ့ကြတဲ့မင်းညအမြင်ကွင်းဟာမြမသမိုင်းမှာအကုန်ယူစရာအကောင်းဆုံးပြောက်ကွက်တစ်ခုဖြစ်ခဲ့ပါတယ်။မင်းညဂျော်ဂျူအာဘန်နဲ့ဓာတ်ပုံတစ်ပုံလောက်တောင်တွဲမြိုက်လိုက်ရလို့အနီးကပ်လေးတောင်မတွေးလိုက်ရလို့နောက်နှမ်းရပြီးအိမ်ပြန်ခဲ့ရတယ်ဆိုတဲ့မလေးရှားရောက်မြန်မာတွေရှိကြလားခင်ဗျာ။ဝဲမနေပါနဲ့။လာရောက်ဝင်းရံကြတဲ့ပြည်သက်ကြီးကိုပြန်ကြည့်လိုက်ပါဦး။ကွင်းပြင်တစ်ခုလုံးအကြမခံနိုင်လောက်အောင်လူပင်လေကြီးဖြစ်သွားတဲ့အထိအားပေးခဲ့ကြတော့ပါတကယ်တော့ဒီပွဲပါဂျော်ဂျူအာဘန်နဲ့နီးကက်ကက်မတွေ့လိုက်ရလို့စိတ်မကောင်းဖြစ်စရာမလိုပါဘူးဘာလို့လဲဆိုတော့ဒါဟာဂျော်ဂျူအာဘန်ဆိုတဲ့ကောင်လေးတယောက်ကိုမြန်မာလူမျိုးတွေဘလောက်တောင်ချက်ခံအားပေးကြလဲဆိုတာကဘာတိအောင်ပြသလိုက်နိုင်လို့ပဲဖြစ်ပါတယ်ဒီလောက်ကြီးပါတဲ့လူအုပ်ကြီးကြားမှာဂျော်ဂျူအာဘန်ကိုတဦးချင်းစီနီးကက်စွာတွေးခွင့်ရဖို့ဓာတ်ပုံတွေးရိုက်ဖို့ဆိုတာလုံခြုံရေးရရောအချိန်တွေရပါဘယ်လိုမှမဖြစ်နိုင်တာအားလုံးသိပဲဖြစ်မှာပါမိသားစုဝင်တွေလောက်ပဲအနီးကဓာတ်ပုံရိုက်ခွင့်ရခဲ့ကြတာအင်မတန်တဘာဝကြပါတယ်ဒါပေမဲ့တစ်ချက်စဉ်းစားကြည့်ပါအဲ့ဒီလူအုပ်ကြီးတွေကမြန်မာတယောက်ချင်းစီရဲ့အော်ဟစ်အားပေးတန်တွေလက်ခုပ်တန်တွေနဲ့ပြုံးရှင်တွေရဲ့မျက်နှာတွေဟာဂျော်ဂျူအာဘန်ရဲ့နှလုံးသားထဲမှာအမျက်တနုသိမ်းစေထားမဲ့အလားဆုံးပုံရိပ်တွေဖြစ်သွားခဲ့ပါပြီဒီပွဲရဲ့အလားဆုံးပိုင်းကတော့မလေးရှားရောက်ရွှေမြန်မာတွေရဲ့စီလုံးမှုပါပဲမလေးရှားမှာအလုပ်လုပ်နေကြတဲ့မြန်မာတွေဟာနေ့စဉ်နဲ့မျှပင်ပန်းဆင်းရဲစွာရုန်းကန်နေကြတဲ့သူတွေပါသူတို့ရဲ့အားလေးရဲ့အနာယူချိန်လေးတွေကိုဖယ်ပေးပြီးဂျော်ဂျူအာဘန်ကိုလာရောက်အားပေးကြတာတာမန်အားပေးမှုထက်အများကြီးပိုပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာဂျော်ဂျူအာဘန်ကိုသူတို့ရဲ့မျှော်လင့်ချက်သူတို့ရဲ့ဂုဏ်ယူစရာဖြင့်ရှုမြင်ကြလို့ပါရင်းနှီးစရာကောင်းတာကတော့တချိန်ဟာမလေးရှားနိုင်ငံမှာဒုက္ခသည်ကလေးငယ်ဘဝနဲ့ဖြတ်တန်းခဲ့ရမှုတဲ့ဂျော်ဂျူအာဘန်ဟာအခုချိန်မှာတော့နိုင်ငံတကာလေးစားတွေကမ္ဘာ UFC ဖိုက်တာတူဖြစ်မလေးရှားမြေစီဂုဏ်သိက္ခာရှိရှိပြန်လည်ခြေချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါအောင်မြင်တွေ့ရတဲ့ရွှေမြန်မာတွေရဲ့ရှင်တဲမှာဘလောက်တောင်ကြည်နူးပီတီဖြစ်ရမလဲဆိုတာစာနာကြည့်နိုင်ပါတယ်။မင်းညအခွင့်အရေးလွှဲချော်သွားတဲ့ပြည်သက်တွေအတွက်တည်င်းကောင်းကတော့ဂျော်ဂျူအာဘန်ဟာမလေးရှားမှာဆက်ရှိနေဦးမှာဖြစ်ပြီးလာမယ့်29ရက်နေ့မှလည်းပွဲတက်ဖို့စီစဉ်ရှိပါသေးတယ်။ဒါကြောင့်စိတ်တက်မကြပါနဲ့။သူ့ကိုဝေးကနေမြင်တွေ့ခွင့်ရတာသူ့ရဲ့အောင်မြင်မှုကိုကိုယ်တိုင်ကိုယ်ကြဂုဏ်ပြုခွင့်ရတာကိုယ်တိုင်ကသမိုင်းဝင်ခိုက်တန်းတစ်ခုမှာပါဝင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ဂျော်ဂျူအာဘန်ကိုယ်တိုင်လည်းငါတယောက်တည်းတိုက်ပွဲဝင်နေရမဟုတ်။ငါတော့မှငါ့ကိုချစ်တဲ့လူပင်လယ်ကြီးရှိနေတယ်ဆိုတဲ့အသည့်ဟာလာမယ့်ကာကွယ်ပွဲတွေနဲ့ UFC ခီးလန်တွေမှာဖေပိုင်ဘက်ကိုမှမကြောက်မလန့်ရင်ဆိုင်ရဲမယ်အကြီးမားဆုံးစိတ်သက်ခွန်အားလက်နက်ကြီးခုဖြတ်သွားစီမှသိကြပါပဲပြည်သက်တူရောမလေးရှားရောက်မြန်မာတွေရဲ့ဒီလိုစီလုံးညီညွတ်မှုကိုကြည့်ပြီးဘယ်လိုခံစားရလဲရှင်ကွန်မန့်မှာပြောပြပေးသွားပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူတင်ရှိပါရရှင်